thank you အကနေကြည့်စားပါဒီနေ့ရတော့ဝန်တာဂိုင်းတို့အဲ့အပေါ်မှာတက်ပြပြန်ကြလုံးပါမယ်အခုဝန်တာစကားဘာလေးလဲဆိုအားလုံးပဲအရန်ကိုကြိုက်ကြတဲ့အရန်ကိုခစ်စားဘလိုက်ဖောက်ပေါ့နော်အဲ့ဘလိုက်ဖောက်ကလေးမှားခြင်းလာမှာကြပါလို့ comment လေးမှာရေးပြကြပါလို့မင်းဘလိုက်ဖောက်ရောက်မယ်လို့အေးတော့မယ်စားခွင့်နော်ဘလိုက်ဖောက်လို့ခြင်းနဲ့လူညာဒီ comment လေးမှာတချင်းရေးကြနော်အစ်စ်ဆိုရင် customer အစ်စ်ဆိုရင်အလက်ကားပြမယ်ပေါ့နော်နောက်ပြရတော့မရတော့ပါတဘူးကို1500နဲ့ရောက်မယ်ပေါ့နော်1500အဲ့လိုနဲ့ရောက်မယ်ပေါ့နော်ဈေးနဲ့ပေါ့နော်ဒါဈေးညရင်မခေါ်ဘူးအဲ့တော့ဒီလောက်ဘူးလေးပေါ့နော်ဒီလောက်ဘူးလေးပေါ့နော်ဟုတ်ပါလောက်ဘူးလေးကို1500ပေါ့နော်မတန်ဘူးလို့မပြောပါနဲ့တန်ပါတယ်1500ဆိုတော့နော်1500ဆိုဘလိုက်ဖောက်တဘူး1500နဲ့ဆိုဘယ်မှမသွားမရအောင်နော်ဘယ်မှမရဒီမှာပဲရနော်လူချင်း comment လေးမှာတစ်ချက်လောက်ရေးပြီးခဲ့ပါလို့နော်အားလုံးချပါတယ်လူချင်းပေါ့နော် customer အစ်စ်ဆိုရင်အလက်ကားပေးရပေါ့နော်နောက်ပိုင်းတော့1500မပေးတော့ပါဘူးလို့အလကားတာ